လေဝင်တချို့ကိစ္စတွေကိုအမဟိုတိတ်ပြီးတော့မပြောချင်ဘူးနော်မပြောချင်ဆိုကိုနဲ့ထိုင်ရမပတ်သက်ဘူးကိုခံရတာမဟုတ်ဘူးပေါ့နော်အဲ့တော့အမထိုင်ရိုက်တော့ထိုင်ရမပြောချင်ဘူးဒါပေမဲ့အရန်ဟိုဒုက္ခရောက်ခဲ့တဲ့ကောက်လေးတယောက်ရှိတယ်ဘာလဲဆိုတော့ agent မြန်မာ agent နဲ့ Singapore agent နဲ့ပေါ့နော်ပေါင်းလုပ်တာပေါ့နော် agent တွေတော်တော်အခြေအနေဆိုးနေတယ်နံပါတ်1ချက်ကဘယ်လိုလုပ်တာလဲဆိုတော့ကားမောင်းလိုင်စင်မြန်မာလိုင်စင်နဲ့စင်ကာပူမှာကားမောင်းလို့ရစင်ကာပူမှာအလုပ်ရမယ်ပေါ့နော်မြန်မာလိုင်စင်နဲ့ကားမောင်းလို့ရမယ်ပေါ့ပြီးတော့ဒီရောက်တော့မှတထေးရဒီကားမောင်းလိုင်စင်ချိန်ပေးမယ်ဒီမြန်မာလိုင်စင်ကနေစင်ကာပူလိုင်စင်ချိန်ပေးမယ်ပေါ့နော်အဲ့လိုတွေပြောတယ်အဲ့လိုပြောပြီးတော့အလုပ်ခေါ်တယ်ပေါ့နော်ကောက်လေးရဒီရောက်ပြီးတော့ဟိုလောက်ပေါ့နော်10ရက်15ရက်လောက်ပေါ့ရပိုင်းလောက်ပဲရှိသေးတယ်အလုပ်ကပြုတ်သွားတယ်အလုပ်ကိုပြုတ်သွားတယ်ပြုတ်သွားတဲ့အချိန်ကျတထေးမကောက်လေးကိုပြောနေနောက်ရက်အလုပ်လာစရာမလိုတော့ဘူးပြောလိုက်တယ်အဲ့တခုံပြောလိုက်တဲ့အချိန်မှာကောက်လေးကဘယ်လိုဖြစ်သွားလဲဆိုတော့တကယ် history တွေနော်အမှပြပြမယ်နော်မလာနဲ့တော့နောက်ရက်မလာနဲ့တော့ပြောလိုက်တဲ့အချိန်မှာကောက်လေးကနေပြီးမသွားတော့ဘူးလေအလုပ်ကိုကိုကုမ္ပဏီဟိုဘယ်လိုပြောမလဲတထေးကမလာနဲ့လို့ပြောတာပဲလူကသွားရဲမလဲအခုမှစရောက်တဲ့လူတယောက်လေကွယ်အဲ့အချိန်မှာနောက်ရက်ကျတော့အဲ့ကောက်လေးရဲ့အကူကပေါ့နော်အကူကအမတငယ်ချင်းအဲ့ကောက်လေးအကူကအမတငယ်ချင်းသူက agent ကိုဖုန်းဆက်ပြီးတော့ဘယ်လိုဖြစ်တာလဲသူညီအလုပ်ပြုတ်သွားတယ်အဲ့တော့ agent fee ပြန်တောင်းတယ်တော့အဲ့အချိန်မှာဘာပြောလဲဆိုတော့agent ကဘာပြောလဲဆိုတော့ပေါ့နော်တစ်ချက်အမှာပြောပြမယ်နော် agent ကဘာပြောလဲဆိုတော့ဒီအလုပ်ကတဲ့ဒီအလုပ်ကိုတဲ့ဖြုတ်လိုက်တယ်ဆိုတာတဲ့ termination letter ရှိတာတဲ့ဖြုတ်လိုက်တယ်ဆိုတဲ့အချက်လက်ရှိတာဖြုတ်လိုက်တယ်ဒီလုပ်ကိုဖြုတ်လိုက်ပြီးမှနင်ကဖြုတ်လိုက်တယ်ဆိုတဲ့ record ရှိတာသူတို့ဖုန်းနဲ့ပဲပြောတယ်အရှိမပဲနေမလာနဲ့တော့လို့ပြောလိုက်တဲ့အချိန်လေးမှာဘာ record မှမရှိခဲ့ဘူးလေကိုမဘာ record မှမရှိတဲ့ခါကျအဲ့ဒါဆိုတော့ record ကမရှိတဲ့ခါကျအဲ့ဒါဆိုရင် record မရှိတဲ့အတွက်တဲ့နင်းညီရတဲ့နင်းမသူနေထွက်တာတဲ့အလုပ်ကိုတဲ့အားတို့ကုမ္ပဏီကထုတ်တာမဟုတ်တဲ့အတွက် agent fee တပြားမှပြန်ပေးစရာမလိုဘူးတဲ့အဲ့ဒါမြန်မာ agent ကိုဆက်သွယ်တော့လဲတပြားမှပြန်မရခဲ့ဘူးပေါ့နော်ဟုတ်တယ်အဲ့လိုမျိုးတွေကအများကြီးပဲအဲ့ဒါနဲ့အမသူတို့ Singapore agent တကယ်ကို license ရ agent တကယ်ကိုနာမည်ရ agent နဲ့အမဆက်သွယ်ပေးတဲ့အချိန်အဲ့ agent အမမေးတယ်သူ driver နဲ့အလုပ်ရမလားဘောကောင်လေးကအဲ့လိုမျိုးတော့ဖြစ်တယ်ဆိုတော့ Singapore driving license မှမရှိတာတဲ့ဘယ်လို Singapore driver နဲ့အလုပ်ရမှာလဲတဲ့ငါမလုပ်ပေးနိုင်ဘူးတဲ့အဲ့လိုမျိုးပြောတယ်ကွာသိလားအဲ့တော့ခုကောင်လေးကထိုင်းကိုသွားပြီးတော့နေရပြီတကယ်တော့ကွာမြန်မာပြည်မှာအဲ့ကောင်လေးကမြန်မာပြည်ပြန်လို့မရတာတော့မြန်မာပြည်အခြေအနေတော့အားလုံးသိပါဒါပေမဲ့ကိုနိုင်ငံကဒီလိုကြီးဖြစ်နေတဲ့အခြေအနေမှာအဲ့လိုမျိုးကြီးလှုပ်ရှားပြီးတော့ချမ်းသာနေကြတာအဲ့လိုမျိုးကြီးလှုပ်ရှားပြီးတော့အဲ့လိုမျိုးလှုပ်ရှားနေနိုင်တာကိုစားရက်ကြတာတော့အမတကယ်စိတ်မကောင်းကွာသိလားအဲ့ဒါမလို့ agent နေနဲ့လုပ်မယ်ဆိုရင်တကယ်သူရှေ့ရထွက်ခဲ့တဲ့လူတွေအဆင်ပြေလားမပြေလားကိုတလားနှစ်လားလောက်ဒီစောင့်ကြည့်ပြီးတော့မှအဲ့ agent နဲ့ထွက်ပါမဟုတ်ဘဲနဲ့ရက်ပိုင်းလောက်နဲ့သူက IPA ရသွားပြီထွက်တော်မယ်ငါလည်းအဲ့ agent နဲ့ join မယ်လို့မလုပ်ပါနဲ့ရှေ့ရသူကအဆင်ပြေရဲ့လားဘယ်နှစ်လဒီခံလိုက်လဲ2လခံလား3လခံလားတေချာလေးလာကြပါလို့ပြောချင်တယ်မြန်မာပြည်ကလာမဲ့လူတွေကိုလည်း